အားလုံးပဲမင်္ဂလာပါခင်ဗျာ Nightingale Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်3လပိုင်း28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလျင်ဟာဒီနေ့နဲ့ဆိုရင်9ရက်ပြည့်ခဲ့ပြီဗျာဆိုတော့ဒီဗီဒီယိုကိုကြည့်မိတဲ့ကိုလူတွေအပါအဝင်မြန်မာနိုင်ငံသားအားလုံးတွေးမအေးသွားကြစေဖို့ဒီနေရာကနေပြီးတော့တိုက်တွန်းပါတယ်ဗျာမကြခင်မှာကျွန်တော်တို့တကြံမိုးကလည်းလာတော့ပါဗျာဆိုတော့အခုလိုပစ္စည်းတွေကြားမှာတောက်ခံထားတဲ့သူတွေတက်ရှင်တဲ့သူတွေရှိနေတော့ဆိုတာကျွန်တော်တို့မနေ့ကအထိကျွန်တော်တို့တွေ့နေရတော့ဆိုတော့ဒီအသက်ကိုမနေ့ဝအောင်ရှူပြီးတော့ငါတို့ကိုတော့လာကင်မှာပဲဆိုတော့မျောလင်းချက်နဲ့ရှိသမျှခွန်အားတွေစုပြီးတောက်ခံနေတဲ့သူတွေရဲ့ဒီအသက်ရှူလမ်းကြောင်းတွေကိုမိုးရေပေါက်ကလေးတွေဒါကျသွားမယ်ဆိုရင်ဖုန်နေသေးတွေနဲ့လုံးပြီးတော့တော့ပိတ်လိုက်တယ်လို့ဖြစ်ပါကျွန်တော်တို့မိုးသာရွာမယ်ဆိုရင်ထိခိုက်ပျက်စီးတွေများလာနိုင်တယ်ဗျာဆိုတော့ကိုလူတွေအနေနဲ့လည်းကလေးလုပ်ငန်းတွေပို့ပြီးတော့တွင်ကျလာအောင်နောက်ထပ်လူတွေထပ်မရောက်လာဘူးဆိုရင်တော့ရှိပြီးသားလူတွေပို့ပြီးတော့လုံးလုံးကောင်းအောင်ကိုကြီးပေးကြစေချင်တယ်ဗျာကျွန်တော်တို့ဒီဆောက်ဦးပြက်တွေကြကလူတယောက်သက်ရှင်တဲ့လူတယောက်ကိုကယ်လို့ရပြီးတိုင်းထုတ်ခံနေတိုင်းမှာအရေးချမ်းနေရတဲ့စကားကလမ်းဖယ်ပေးကြပါဆိုတော့ဒီဝိုင်းအုံပြီးကြည်နေတဲ့လူအုပ်ကြီးကြောင့်လည်းနှောင့်နှေးတာမျိုးမဖြစ်စေချင်ဘူးရအဲ့တော့တတ်နိုင်တဲ့လောက်ဝိုင်းဝန်းပြီးတော့ကိုညီပေးကြစေချင်ပါတယ်နောက်ကျွန်တော်ဒီဗီဒီယိုမှာမန္တလေးမြို့ကန်တဦးရဲ့စကားရင်းကဆရာတော်တစ်ပါးရဲ့နဲ့ကျွန်တော်စကားပြောထားရတဲ့အတန်ဖိုင်လေးကိုကျွန်တော်ထည့်ပေးတာဒီတန်ဖိုင်ကိုထည့်ပေးထားတဲ့ရွေချက်ကအလူရှင်တွေကိုကျွန်တော်သိစေချင်လို့ပါကျွန်တော်တို့အလူရှင်တွေဆိုတာကဒီလိုကာလတကဒီတရားစိတ်အယံများနေတဲ့အချိန်ရုပ်ဖိတ်နေတဲ့အချိန်ဆိုတော့ဖြစ်တဲ့နေနဲ့သူတို့ရတဲ့နေနဲ့ပတ်စံနေရှာတယ်ပြီးတော့သူတို့ရဲ့စိတ်ကူသူတို့ရဲ့ဆန္ဒတွေမန်းလေးကိုသွားမယ်လှူမယ်စကိုင်းကိုသွားမယ်လှူမယ်သူတို့ရထားတဲ့ပတ်စံကိုသူတို့လှူခြင်းတဲ့နေရာမှာသူတို့လှူခြင်းတဲ့ပစ္စည်းတွေဝယ်ပြီးတော့သွားကြတဲ့လူတွေကများတယ်ဆိုတော့အလူရှင်တွေအများကြီးနေတိုင်းကြောင်းတယ်နေတိုင်းရှိတယ်ဆိုပေမဲ့ဒေသခံတွေတကယ်ဒုက္ခခံစားနေရတဲ့သူတွေအတွက်ကိုက်ညီတဲ့ပစ္စည်းပါလာဖို့ကြတော့ရှားတယ်လူတိုင်းကတမင်းတို့ရေကြီးပဲဖြစ်နေတဲ့အခါကျတော့သူတို့မှလိုအပ်တာတွေတမင်းတို့နဲ့ရေနှစ်မျိုးတည်းမဟုတ်ပါဘူးဗျာတခြားအရာတွေလည်းရှိပါသေးတယ်ဆိုတော့ဒီအတန်ဖိုင်မှာမန္တလေးတိုင်းထဲကညီမလေးတယောက်ပြောထားတဲ့အတန်ကိုလူတွေအနေနဲ့အလူရှင်တွေအနေနဲ့ကြားကြမယ်ဆိုရင်ငါတို့မန္တလေးကိုသွားတဲ့အခါဘာတွေတော့ယူသွားတဲ့နယ်ဘလို့ຢာတွေကိုလှူတဲ့နယ်ဆိုတာမျိုးကိုသူကပြောပြထားတာဖြစ်ပါတယ်လူရမယ်လို့ပြောတာမဟုတ်ဘဲနဲ့ဒါမျိုးလေးတွေအလူရှင်တွေနဲ့ပါလာတဲ့နယ်ဆိုတာကိုထည့်ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ထောင်ကြည့်လိုက်ရအောင်ဗျာဒီနေ့ရောဆိုရင်တော့ငနေလောက်တာ9ရက်ရှိနေပြီအခုကယ်ဆယ်ရေးတွေကတော့ရောက်နေဒါပေမဲ့ကယ်ဆယ်ရေးကတော့ရှိတယ်စပြီးတော့လည်းတက်နိုင်တဲ့လောက်တော့သူတို့လည်းလုံနေတယ်အခုညီထက်ရရင်တော့ပိုပြီးကောင်းတာပေါ့ကိုရဲ့အခုလက်ရှိဘလို့ဖြစ်ညာလဲဆိုမီးမလာဘူးမီးမရတဲ့အတွက်ကိုမီးဆက်လို့ရယ်နောက်ပြီးတော့အဓိကရေလိုရယ်နေအခုကုသယောဂတွေပါဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတဲ့အခြေအနေမျိုးဆိုရင်ကိုmess တွေပါလေလိုအပ်မယ်လို့တော့ထင်တာပဲပို့ပြီးတော့လိုအပ်တာတော့ကိုတန်တဲလေးပေါ့နော်အခုတန်တဲလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလို့ဆိုအခုကိုရဲ့ရာသီဥတုကလည်းပူရယ်နောက်ပြီးတော့ညအိတ်တယ်ပါရေးဆိုတဲ့ဒီအပူတနေ့ကုန်လုံးပူလောင်နေတဲ့နေရာကြီးကနေညကြအိတ်ချရယ်အမိုးမပါအကာမပါနဲ့ဆိုတန်တဲလေးဆိုရင်လေလိုအပ်မယ်လို့တော့ထင်တာပဲကိုရဲ့ဒီဆုံးထားတဲ့လူတွေကလည်းရချတော့မဟုတ်တော့တနေ့ဆိုတော့တည့်ရဲ့အတိုင်းပဲပုံနဲ့နေဆိုတော့ထွက်နေပြီတချို့နေရာတွေဆိုထွက်နေရတဲ့ထက်ကိုပိုနန်းစောနေပြီအဲ့လိုကိုဖြစ်နေခုနေတဲ့နေရာပေါ့ရင်ခွဲယုံလေးကိုလေစေးယုံနဲ့နီးနေစေးယုံနောက်ကျော်ဖြစ်နေတဲ့အတွက်ကြောင့်လူသေးရဲ့အပုပ်အနှံ့နေဆိုလဲအရန်နံနေဘလို့မှကိုအစင်နေလို့လဲအစင်မပြေဘူးဒါပေမဲ့အကုန်လုံးကကြည့်ကြပြီးတော့နေရတာပေါ့ဆိုတော့ဒီငလင်တန်တက်နေတဲ့သူတွေအိတ်နေတဲ့ platform တွေပေါ်မှာကျွန်တော်တို့မီးအလင်းအောင်လုပ်တယ်ပြီးတော့တနေ့ကုန်ပူထားတဲ့အပူချိန်ပေါ်မှာညဘက်တက်ရတာဖြစ်တဲ့နေ့လည်းနေကင်းမှာအဲ့ဒီနေရာမှာကျွန်တော်တို့တန်နဲ့ပြုတ်လုပ်ထားတဲ့တက်လေးတွေပေါ့ဒီတဲလေးတွေကျွန်တော်တို့လိုတယ်တလုံးနဲ့ပဲဖြစ်တန်နဲ့လှုပ်ထားတဲ့အတွဲလိုက်14ပေ15ပေရှည်တဲ့တက်ပဲဖြစ်ဒါမျိုးလေးတွေအဓိကလိုတဲ့အကြောင်းကိုသူတို့ပြောပြပေးထားတယ်ဗျဒီတန်ကိုကျွန်တော်တို့အလှရှင်တွေကြားပါစေဗျနောက်တစ်ခုကနေသကိုင်းကဒေသခံတယောက်နဲ့ကျွန်တော်စကားပြောထားတဲ့တန်ဖိုင်ပေါ့ကင်တယ်ရေးတွေသကိုင်းထဲကိုကျွန်တော်ရောက်တဲ့လောက်တော့ရောက်နေပါပြီဒါပေမဲ့ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေနဲ့ရှင်းလိုက်ရင်တော့ရောက်လာတဲ့အဖွဲ့အစည်းတွေကလုံလောက်မှုမရှိသေးဘူးနောက်တစ်ခုကအဆောက်အဦတွေကလည်းအရန်ကြီးလုံးတော့အဆောက်အဦတစ်ခုကိုဖော်တဲ့နေရာမှာအချိန်ကြာတယ်ဗျာအဲ့တော့ခကြီးတော့တိတ်မတွင်သေးဘူးပေါ့ရောက်တာတော့ရောက်နေပြီခကြီးတော့မတွင်သေးဘူး
နောက်တစ်ခုကဟိုအလူရှင်တွေလည်းစကိုင်းထဲကိုဝယ်လာကြပြီဒါပေမဲ့ဟိုလမ်းပန်းတာတဲ့နေရာမှာပဲဟိုလှူသွားကြပြီးတော့တကယ်လိုအပ်တဲ့ဟိုစကိုင်းကြောင်တွေကိုကျွန်တော်တို့မရောက်တဲ့အကြောင်းကိုလည်းပြောထားတယ်ဗျာနောက်တစ်ခုကဒီဆရာတော်ကတော့ဒီကယ်လေရေးထက်ကိုသူကပြန်လေထူထောင်ရေးအလုပ်တွေကိုလည်းအားထည့်ပြီးတော့ပို့ပြီးတော့လှုပ်စေခြင်းတဲ့အကြောင်းသူကပြောပြတာ ဒီစကိုင်းငလင်ကတော့ဦးဇင်းတို့တက်တက်မှာတော့တခါမှမကြုံဘူးခဲ့ဘူးလေခုကတော့တော်တော်လေးကိုရန်ခါပြီးလှုပ်ပြတာဦးဇင်းတို့လည်းဦးဇင်းတော်မှာဦးဇင်းအကြောင်းပေါ်ကနေဆင်းပြေတာဘလို့မှမဆင်းနိုင်ဘူးလူအခုကိုမဟန်နိုင်လို့တိုင်ကြီးဖက်ထားရတယ်တိုင်ကြီးဖက်ထားတော့မှန်သက်တာလို့မလို့ရှိရင်လည်းလူကလဲပြစ်ကြမှာပြစ်လဲပါလေအဲ့တော့ကြောင်းလည်းဦးဇင်းပြိုလေးဆိုတော့ဦးဇင်းချောင်းတော့ဘာမှမဖြစ်ပါဘူးပြိုမလို့အောင်ကွဲတယ်အဲ့ဒါတော့ပဲရှိတာပါအဲ့တော့ဒီအတွေ့အကြုံတွေနဲ့ကတော့ဒါဦးဇင်းတို့ဒါပထမဦးဆုံးပဲဖြစ်မှာပါဒီခုနပြောနေတဲ့ဒီအပြည့်စည်းဆုံးရှုံးရာခိုင်နှုန်းတွေနဲ့ပြောမယ်ဆိုရင်တော့သူခံမှန်းကြတဲ့80ရာခိုင်နှုန်းဖြစ်နိုင်တာမလို့ခိုင်ဘာလို့ဖြစ်နိုင်ဆိုတော့ဒီတောင်ပေါ်မှာတကယ်အထင်ကြီးဟာတွေကဘာမှမကြံတော့ဖြစ်သွားပြီလေဦးဇင်းတို့ဘုရားစီတီတွေတဲ့အကုန်လုံးအပြည့်စည်းတွေကုန်ဖြစ်ကုန်ပြီမကြံတော့အလောက်အောင်ဖြစ်ကုန်တယ်ရှေးဟောင်းအဆောက်အဦတွေပါလည်းပဲမကြံတော့လောက်အောင်ဖြစ်သွားပြီတောင်ပေါ်မှာဆိုရင်တော့လေမြို့လဲဆိုတာလည်းပဲအထက်မြင့်နေရောအောက်ခြေအိမ်တွေရောအဲ့လိုကုန်လုံးပျက်စီးသလောက်ဖြစ်ကုန်တာဟုတ်ပျက်စီးရဖြစ်ကုန်တော့80ရာခိုင်နှုန်းတော့ဖြစ်နိုင်ပါတယ်ဘာလို့တော့သခိုင်းတရားအဟောင်းကြီးလည်းပဲသုံးကုန်းလားကျန်တော့တာလေအကုန်လုံးပြိုကျပျက်စီးသွားပြီဆိုတော့လေကဲရေးကတော့ဟိုလိုပေါ့လေလာတော့လာကြတယ်တို့တော့အင်အားနဲတာပေါ့အင်အားနဲတော့ဒီဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကုန်လုံးခုချိန်ကြီးတော့တချို့လည်းဖော်တာတွေတော့ရှိနေပြီတချို့လည်းမဖော်သေးတာတော့ရှိကြတာပေါ့အပြည့်စည်းကအရမ်းများသွားတာဟုတ်ဒီမြို့တွင်းမှာတိုက်တွေအိမ်တွေပြိုတာတွေတောင်ပေါ်မှာဘုန်းကြီးကျောင်းတွေဆရာလေးကျောင်းတွေပြိုကျပျက်စီးတာတွေတချို့နေရာတွေကျတော့ဒီကယ်ဆယ်ရေးတွေမရောက်နိုင်ကြသေးဘူးရောက်နိုင်ဘူးကအင်အားနည်းတဲ့သဘောပေါ့အင်အားနည်းတဲ့သဘောကျတော့အကုန်လုံးလဲရောက်နိုင်တယ်ဘူးတော့ကျောင်းကြီးတွေလည်းအကြီးတွေဆိုတော့ဖော်ရမယ်ဆိုလို့ရှိရင်လည်းသူက2ရက်3ရက်အဲ့လိုကြောင်ဖော်နေရတာလေအဲ့ဒါကြောင့်မလို့ရေကတော့တခါကြီးဘာလို့ပြောမလဲဆိုတော့မီးမလာတော့သီတူဆရာတော်ကြီးလည်းပဲအခုချိန်ကြီးတော့ရေမလုံးနိုင်သေးဘူးဘယ်လိုဆိုကဒီပိုက်လိုင်းတွေလည်းပြန်စစ်ရမယ်လေငလင်းလှုပ်သွားတော့ပိုက်လိုင်းတွေလည်းအခြေပြက်ကုန်တာရှိမယ်အဆက်ပြုတ်ကုန်တာတွေရှိမယ်ပြက်ကုန်တာတွေရှိမှာပေါ့ဟိုမြေတွေကအဲ့ပြီးတော့ကွဲတာတွေတောင်းတွေပြူတာတွေဘာတွေရှိတော့ဘာဒီလောတယ်ဘာလိုကနေဆိုတော့အခုတော့ဘာကြီးဘယ်လိုပြောမလဲဆိုတော့တပိုင်းတနိုင်နေလာတော့လှူနေရတာတွေပေါ့အစုံမဲဆိုတော့တချို့နေရာကြတော့လည်းပဲလမ်းသားတဲ့နေရာလောက်ပဲသွားလာလှူနေရတော့ဟိုလမ်းမသားတဲ့ကြောင်ညိုကြောင်ကြားတွေတောင်မော်တွေဘာတွေကြတော့မရောက်တာတွေလည်းအများကြီးရှိကြတယ်တော့အဲ့တော့မမျှတဘူးလို့ပြောလို့လည်းပြောလို့ရမှာပေါ့ကကြီးဘယ်လိုဆိုတော့ဟိုလမ်းပြမရှိဘူးလေလမ်းပြမရှိတော့ကိုယ်တိုင်လှူခြင်းရလို့လာလှူကြတာတွေကလမ်းသားရပဲသွားပြီးတော့လမ်းမှာပဲရပ်ပြီးတော့အဲ့လိုလှူသွားကြတယ်လည်းပဲများတယ်များတာတော့များကြတယ်အခုတော့များတယ်ဆိုတော့အစားတောက်တွေရေတံဘူးတွေအဲ့လိုတွေများရတယ်ကောင်းတာတော့အဓိကအဲ့ဒါကပို့ပြီးတော့အရေးကြီးတာပေါ့နောက်ထူပန်ရေးဆိုကဘာလို့လဲအခုဖြစ်သွားကြတဲ့လူတွေကတချို့ဟာဆိုရင်လူတော်မနဲ့လွတ်အောင်ပြေးကြရတာလေလူတော်မနဲ့လွတ်အောင်ပြေးတော့ဘာမှလည်းယူနိုင်တာလည်းမဟုတ်ဘူးကိုလွတ်ယုံကြရတာဟိုကြံတဲ့လူတွေလည်းကြံနေခဲ့ပြီလေအဲ့တော့ဘယ်သူမှဘာမှကိုပစ္စည်းကိုမတည်နိုင်တော့အကုန်လုံးကလူလုံးကြီးပဲကြံနေခဲ့ကြံတဲ့လူလုံးကြီးပဲကြံနေတာဆိုတော့ဒီຢာတွေပြန်ပြီးတော့ထူထောင်ဖို့တော့အရေးကြီးဆုံးအချက်ပဲလိုရင်းအဲ့ဒါအလိုဆုံးပေါ့ဗျာအဲ့ဒါတွေပါပတ်ဝန်းကျင်ကလူတွေကလှူနိုင်ကြရင်တော့အကောင်းဆုံးပေါ့အခုနဲ့ခါတော့ဟိုအများဆုံးကအဲ့လိုပဲအစားတောက်တွေတော့လာလှူနေကြတာပေါ့လေအဓိကလိုရတော့အဲ့ဒီနောက်ပိုင်းထူထောင်ရေးကာလကတော့ပို့ပြီးတော့အရေးကြီးတာပဲအဲ့ဒီဟာကိုဝိုင်းဝန်းပြီးတော့လှူနိုင်ကြတယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့ဒီဖြစ်သွားတဲ့ပုံကိုယ်တွေအတွက်ကတော့လေဆိုတော့ဒီတန်ဖိုင်တွေကိုကိုလူတွေကြားမှာမြင်မှာပါဗျာအဲ့တော့ဟိုတွားလှုပ်မဲ့လူတွေတချို့သိန်းရာရှိပြီးတွားလှုပ်နေတဲ့လူတွေရှိတယ်တချို့ထောင်ကနန်းနဲ့လှုပ်တဲ့လူတွေရှိတယ်အဲ့တော့ဟိုဒီလိုအတန်တွေကိုအတိတ်ကထားပြီးတော့နားထောင်ပေးဖို့လဲကျွန်တော်မေတ္တာရက်ခံတယ်ဒါမှသာကိုရှင်မှာပါသွားတဲ့ပစ္စည်းနဲ့ဟိုမှာရှိတဲ့လူတွေလိုအပ်နေတဲ့အရာနဲ့ထပ်တူကြမှာပါဗျာအဲ့တော့ကိုလှူလိုက်ရတဲ့အလှူလဲပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ YouTube channel မှာဟိုကျွန်တော်ရဲ့ဒီ Medical Soccer ဆိုတဲ့ဟိုမဖြစ်စလောက် image လေးကိုအသုံးပြုပြီးတော့တခါမှကျွန်တော်လှူခံခဲ့တာတွေပါတယ်မရှိဘူးရေဘေးတော့ကတော့ဟိုလှူမဲ့တမ်းမဲ့ပြောကြပြီမျိုးကျွန်တော်ဘာမှမလုပ်ခဲ့ဘူးကိုနိုင်တဲ့လောက်သာကိုလုပ်ခဲ့ဒီဒီချိန်မှာတော့အလှငွေများများရစေခြင်းလေဗျာလိုလဲလိုခြင်းလေနောက်ကျွန်တော် channel မှာဒီမမခေါ်ရဲဆိုတဲ့စကားကိုမပြောတာတော်တော်လေးကြာပြီဗျာဆိုတော့ဒီကာလမှာတော့ကျွန်တော်ထပ်ပြောပါမယ်ဗျာဟိုကျွန်တော်တို့
ဘောလုံးနဲ့ပတ်သက်တဲ့သူတွေဒီအလုံးနဲ့ပဲကျွန်တော်တို့ပတ်စံရှာပေးလို့ရမှာဟိုအသေးစိတ်အချက်လက်ကိုကျွန်တော် community မှာကျွန်တော်စာရေးပြီးတော့ကျွန်တော်ပြီးရင်လည်းကျွန်တော်တင်ပေးပါအောင်မယ်ဗျာဟိုဘာတွေလို့လဲဒီနေ့မှာကျွန်တော်တက်နေအတွက်ကျွန်တော်လူခံပေးဖို့လည်းကျွန်တော်ရှိတယ်ဆောင်းတန်နဲ့ Crystal Palace တို့ကစားကြမယ့်ပွဲကမြန်မာစံတော်ချိန်တနအီ15မှာဖြစ်ပါတယ်အဆင့်20နဲ့အဆင့်17နေရာကနှစ်သင်းကစားမယ့်ပွဲဗျပထမကျော် Palace ပွဲမှာ Crystal Palace ဒီ 2-1 နဲ့သူအနိုင်ရခဲ့ပြီးပြီအဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ကြေးက Asian Crystal Palace ကနေ1.25ဘော်ရီကြေးနဲ့ဂိုးပေါင်းကြေးက3.60ဆိုပြီးတော့ဖွင့်ခဲ့တယ်ဆောင်းတန်ကွင်းမှာဒီနှစ်သင်းနောက်ဆုံးတွေ့ထားတဲ့3ချိန်ကိုကြည့်တော့ away win Palace အသင်းက2ချိန်နိုင်နဲ့ Asian ဆောင်းတန်က1ချိန်နိုင်ထားတယ်လက်ရှိဆောင်းတန်သင်းကိုကြည့်ရင်ဒီအသင်းကတေချာပေါက်တန်းဆင်းတော့မဲ့အသင်းဗျရာဂိုးက20ရှိတယ်ပေးဂိုးက80တောင်ရှိတယ်ရမှတ်6မှတ်နဲ့အဆင့်20ပါပရီးမီယာလိအိမ်ကွင်းကစားထားတဲ့14ပွဲမှာသူတပွဲနိုင်တယ်တပွဲတည်ကြပြီးတော့ရှုံးပွဲက12ပွဲရှိတယ်ရာဂိုးက10ဂိုးပဲရှိတယ်ပထမပိုင်းမှာ6ဂိုးရတယ်ဒုတိယပိုင်းမှာသူ4ဂိုးသွင်းတယ်နောက်ဆုံးကစားထားတဲ့အိမ်ကွင်း4ပွဲမှာတော့နျူကာဆယ်ကိုသူဂိုးသွင်းတယ်ဘုံမောက်ကိုဂိုးသွင်းတယ်ဟူဗာနန်ကိုဂိုးသွင်းတယ်နောက်ဆုံး4ပွဲမှာသူ3ပွဲဂိုးသွင်းထားတယ်ဆိုတော့ဒီချက်ကိုကြည့်ကြအဖြစ်စောင့်တန်တင်းဒီအိမ်ကွင်းမှာဘလို့အသင်းနဲ့ပဲတွေ့ဖွင့်ပြီးတော့သူတို့ကစားနေပြီဆိုတာကိုကျွန်တော်ထင်သာမြင်သာတွေ့ရတယ်Crystal Palace ကိုကြည့်တော့အိမ်ကွင်းထက်ဒီရတဲ့မှာ Palace ဒီအဝေးဝင်ပိုကောင်းတဲ့အသင်းဆိုတာကျွန်တော်တို့အားလုံးသိပြီးဖြစ်ပါတယ်။စုပေါင်း39မှတ်ရထားတဲ့နေရာမှာအဝေးကွင်းမှာ22မှတ်ထိရအောင်သူတို့စွမ်းဆောင်ထားတာဖြစ်ပါတယ်။အဝေးကွင်း73ပွဲမှာ19ဂိုးသွင်းတယ်17ဂိုးပြန်ပေးထားတယ်။ထူးခြားတာက Crystal Palace ဒီနောက်ဆုံးကစားထားတဲ့အဝေးကွင်း5ပွဲဆက်လုံးဝပေးဖို့မရှိဘူး clean sheet ရထားပါတယ်။နောက်ဆုံးကစားထားတဲ့အဝေးကွင်း9ပွဲမှာ6ပွဲ clean sheet ရအောင်ကစားထားပါတယ်နောက်ဆုံး5ပွဲမှာဝေးပွဲနောက်ဆုံး5ပွဲမှာသူရထားတဲ့ဂိုးတွေကိုပြန်ကြည့်ရင်ဒုတိယပိုင်းတစ်ပိုင်းထဲမှာပဲတွင်းထားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပထမပိုင်း45မိနစ်မှာအဲ့ဒီ5ပွဲမှာတဘိုးပဲသူရခဲ့တယ်2ဂိုးနဲ့ဒုတိယပိုင်းမှာဂိုးတွေအားလုံးကိုသူတွင်းယူခဲ့တာဖြစ်ပါတယ်ဒီပွဲနဲ့ဖွင့်ထားတဲ့ကြေးကိုကြည့်တဲ့အခါအခုလက်ရှိမြန်မာစံတော်ချိန်နေ့လယ်12နာရီချိန်မှာဖွင့်ထားတဲ့ကြေးကအဝေးဘက် Crystal Palace ကနေ1.10ဘော်ရီကြေးနဲ့ဂိုးပေါင်းကြေးက3.60 50ဆိုပြီးဖွင့်ထားတယ်ဗျဆိုတော့ဒီပွဲမှာဖွင့်ပေးထားတဲ့အဝေးဘက် Crystal Palace အသင်းရဲ့ body ကြေးဟာအိမ်ပွဲမှာဖွင့်ခဲ့တော့ကလည်းဒီကြေးပဲဒီကြေးတိုင်းပဲပြန်ဖွင့်ထားတာဆိုတော့ဒီပွဲမှာ Palace ရဲ့ body ကြေးဒီပြင်းပါတယ်ဂိုးပေါင်းကြေးလည်းပြင်းပါတယ်လို့ကျွန်တော်ကတော့ယူဆပါတယ် 1-2 off မှာ Sunderland ကို6ဆနေပါ 5.8 ပေးထားပါတယ်တေကြရင်4ဆကျော် 4.3 နဲ့ Crystal Palace အသင်းအနိုင်ကိုတော့59ပေးထားပါတယ်မိနစ်90အတွင်းမှာတေရင်မကြဘူးဆိုတဲ့ကြေးကိုဖွင့်ထားပေးတယ်နောက်တစ်ခုကမိနစ်90အတွင်းမှာနှစ်သင်းလုံးဂိုးသွင်းနိုင်တဲ့ potent to score Jets ဆိုတဲ့ကြေးကိုပေတာမော်တင်ပေးထားတယ်ဆိုတော့ဗျာဂိုးပေါင်းကစားကြတဲ့သူဆိုရင်ဒီမှာပဲကျွန်တော်တို့အဖြေကထွက်တော့ဖြစ်နေပြီမိနစ်90အတွင်းမှာတေရင်မကြဘူးနှစ်သင်းလုံးဂိုးသွင်းမယ်ဆိုရင်နိုင်ဆုံး3ဂိုးတော့ရောက်ရမယ်ဆိုတဲ့ကြေးမျိုးဂိုးပေါင်းမှာဂိုးအပေါ်ကစားကြတဲ့သူတွေဒီပွဲကိုကစားလို့ရတယ်မိနစ်90အတွင်းမှာဆော့တန်တင်းဒီတကိုးသွင်းရင်50လောက်ပဲရမယ်ဆိုတော့ဆော့တန်ကတကိုးရလာနိုင်တယ် Crystal Palace ဒီအနေဆုံး2ဂိုးတော့ဒီပွဲမှာသွင်းမယ်ဆိုတဲ့ကြေးကိုဖွင့်ထားပေးတယ်ပထမပိုင်း45မိနစ်ကိုကြည့်တဲ့အခါပထမပိုင်း45မိနစ်မှာ Crystal Palace ကတေချာပေါက်တကိုးသွင်းမယ်ဆိုတဲ့ကြေးကိုဖွင့်ထားပေးတယ်ဒါပေမဲ့ပထမပိုင်းမှာအဲ့ဒီတကိုးထက်မပိုဘူးဆိုတဲ့ကြေးကိုလည်းဖွင့်ထားတယ်ဒုတိယပိုင်းမှာတော့ Crystal Palace ရဲ့အနေအထားဆော့တန်ရဲ့အနေအထားရဒုတိယပိုင်းမှာဂိုးတွေများလာမယ်ဆိုတဲ့ကြေးမျိုးကိုကျွန်တော်တို့ဖွင့်ထားတာတွေ့ရပါတယ်ဆိုတော့ဒီညမှာကစားမယ်ဒီ Sunderland နဲ့ Crystal Palace ပွဲအပါအဝင်တခြားပွဲတွေကိုတိုက်ရိုက်ကြည့်ပြီးတော့ကစားကြတဲ့ညီကိုတွေအတွက်ရိုးရာကိုဆက်သွယ်ပြီးတော့ကစားလို့ရပါတယ်ဗျအပေါင်ကို9ခု9ချက်တော်ညလင်းနဲ့3တက်ကိုဆက်သွယ်ပြီးတော့ကြားတလောက်ထက်ကြိုက်တလောက်ထုတ်ယူနိုင်ပါတယ်ဗျ Sunderland နဲ့ Crystal Palace တို့ကစားကြမယ်ဒီပွဲအတွက်ကျွန်တော်ရဲ့ရွေးချယ်မှုဒီ Crystal Palace အသင်းရဲ့ body တစ်ကြောင်းနဲ့ဖြစ်ပါတယ်ဒီပွဲမှာ Crystal Palace ဒီ 0-1 ဆိုတဲ့ရလက်ကစပြီးတော့ကြည့်ရမယ်လို့ကျွန်တော်ယူဆပါတယ်ဂိုးပေါင်းသားကျင်တဲ့ညီကိုတွေကတော့ဆော့တန်ကတကိုးသွင်းမယ်ဆိုပြီးတော့ဖွင့်ထားတဲ့ဂျေးရှိတယ်အဲ့တော့ဂိုးပေါ်ကြိုက်တဲ့သူတွေဂိုးအပေါ်ကစားလို့ကောင်းတယ်ဗျဒါပေမဲ့ကျွန်တော်ဒီပွဲမှာဆော့တန်အသင်းထက် Crystal Palace ရဲ့ဂိုးသွင်းအားကိုကျွန်တော်ပိုယုံကြည်တယ်0-1 0-2ဆိုတဲ့ရလတ်မျိုးဖြစ်အောင်သူတို့စွမ်းဆောင်နိုင်မယ်လို့ယူဆတဲ့အတွက် Crystal Palace body တစ်ကြောင်းလေးဖြစ်ပါတယ်ဗျဆုံးနေလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးကြပါစေအာတမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ